ဒီအဖြစ်အပျက်တွေအပြီး9 နှစ်ခန့်အကြာမှာ မိမကြီးငါ့ကိုအိမ်ကချင်းသေးခွေလေးပြန်ယူပေးပါအောင် သူ့ကိုကချင်းစီခွေတွားယူခိုင်းလို့သူနဲ့သူ့ယောင်မတို့အတူအိမ်ပြန်လာခဲ့ကြပါတယ်ညနေဆောင်ချိန်နေဝင်တော့မဲ့အချိန်ပေါ့ဗျာဒီနေရာအကြောင်းသိထားတာမို့သူတို့နှစ်ယောက်လုံးကြောက်ကြောက်နဲ့လမ်းလျှောက်ပြန်ခဲ့ကြတာပေါ့အိမ်ပြန်လမ်းတနေရာမှာဇီးပင်ကြီးတွေလက်ပံပင်ကြီးတွေထူထပ်နေတဲ့လမ်းပိုင်းတစ်ခုရှိပါတယ်အဲ့ဒီနေရာနားရောက်ခါနီးမှာခက်လန်းလန်းမှာလူတစ်ယောက်ကိုတွေ့လိုက်တယ်ယောင်မကတော့ဟိုမှာအမလူအဖော်ရပြီလို့ပြောနေသေးပါတယ်တဲ့ဒါပေမဲ့အဲ့ဒီလူကအပင်ကြီးတွေရှိတဲ့ဘက်ကိုရှောက်သွားတယ်သူတို့လည်းတေးသားပြန်ကြည့်လိုက်တဲ့အချိန်မှာတော့အမလေးခေါင်းမပါဘူးတဲ့ဗျာသူတို့နှစ်ယောက်လုံးအော်ဟစ်ပြီးအသက်လူပြေးခဲ့ကြရတာတဲ့ဗျာကဲဒါကတော့သူတို့ကြုံခဲ့ရတဲ့ဖြစ်ရမှန်လေးကိုပြန်လဲတင်ဆက်ပေးခဲ့တာပါမိတ်ဆွေတို့ရဲ့အတွေ့အကြုံတွေကိုလည်း comment မှာလာရောက်မျှဝေပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ